စီကြဝကြဖို့အတွက်မိတ်ဆွေတို့လေ့ကျင့်ခန်းကိုတစ်ပတ်ကို9ရက်ဆော့နဲ့6ရက်ဆော့နဲ့ဘယ်ဟာပိုကောင်းလဲဆိုရင်9ရက်ဆော့တာကျွန်တော်အတွေ့အကြုံနဲ့ပြောမယ်ဆိုရင်ပိုကောင်းပါတယ်6ရက်ဆော့တာကြတော့ကျွန်တော်ခန္ဓာကိုယ်ရဲ့ဒီမာဆယ်တွေပေါ့နော်အထူးသဖြင့်ဝင်သုံးလေ့ကျင့်ခန်းလုပ်တဲ့မိတ်ဆွေတွေဂျင်ဆော့တဲ့မိတ်ဆွေတွေဆိုရင်ကြွသား recovery နှေးသွားမယ်ပြီးအချိန်နေတယ်ဆိုရင်မိတ်ဆွေပို့ပြီးတော့ခန္ဓာကိုယ်ပြောင်းလဲဖို့ပူကြမယ်ဘာလို့ကျွန်တော်အဲ့လိုပြောလဲဆိုရင်အချိန်နေတယ်ဆိုရင်ကျွန်တော်ကလေ့ကျင့်ခန်း9ရက်လည်းမယူလေ့ကျင့်ခန်း9ရက်လည်းမယူအချိန်လည်းနေမယ်ပြီးရင်မိတ်ဆွေတို့တွေစားကျင်တာလည်းစားပြီးမယ်အဲ့ခါဆိုရင်ကျွန်တော်တို့ရဲ့6ရက်ဆော့နေတော့ညာလဲဝိတ်ကမကြတာမျိုးတွေအစီမကြတာမျိုးတွေဖြစ်တတ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ကတစ်ပတ်ကို9ရက်သူကစားရက်နဲ့သူကစားတယ်9ရက်နဲ့သူနားတယ်အဲ့လိုဆော့နေတော့ညာလဲအိမ်မှန်နဲ့အသားမှန်နဲ့ဆိုရင်မိတ်ဆွေရဲ့ခန္ဓာကိုယ်ပြောင်းလဲမယ်ပို့ပြီးတော့ပြောင်းလဲအမြင်နဲ့ recovery ပို့ပြီးတော့နားချိန်ပို့ရတယ်ဆိုတော့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်အဓိကကျွန်တော်ခန္ဓာကိုယ်ပြောင်းလဲဖို့တို့ကကျွန်တော်ခန္ဓာကိုယ်ရဲ့ engine ဖြစ်တဲ့ဒီခန္ဓာကိုယ် muscle fiber ကြွက်သားလေးတွေကိုကောင်းမွန်စွာနဲ့လှုံ့ဆော်ပေးပြီးရင်ကောင်းမွန်စွာနဲ့နားချိန်ပေးဖို့လိုပါတယ်ဗျာနော်